ဒီအကြောင်းကတော်တော်လေးကိုထိတ်လန့်စရာကောင်းတယ်ရှင်စိတ်မခိုင်တဲ့သူတွေယွန်းရှာတတ်တဲ့သူတွေအတွက်မတင်တော်ဘူးလို့အရင်ဆုံးပြောထားချင်ပါတယ်ကဲစိတ်ကူးထဲမှာမြင်အောင်ကြည့်ကြည့်တရုတ်နှစ်တိကူလို့ပွဲကြီးပွဲကောင်းတစ်ခုမှာတယောက်ယောက်ကအပင်မခတ်ပြီးချက်ပြုတ်နေတဲ့ဟင်းတွေကစုံလို့စီလို့မွေးလို့ကြိုင်လို့ပေါ့ဒါပေမဲ့အဲ့ဒီပွဲတော်ရဲ့အဓိကဟင်းကလူသားဟင်းဆိုရင်ရောတင်ဘလို့ခံစားရမလဲပိုဆိုးတာကအဲ့ဒီလူကသူ့ရဲ့တငယ်ချင်းတွေသူ့ရဲ့မိသားစုတွေကိုအဲ့ဒီအသားလာစားခိုင်းဖို့ဖိတ်ခေါ်ထားတဲ့ဆိုရင်ရောဘယ်လိုခံစားရမလဲရှင်ဒါရုပ်ရှင်တွေကဇက်လာမဟုတ်ဘူးเนาะအခုလက်ရှိဗီယက်နမ်မှာတကယ်ဖြစ်နေတဲ့အမှုတစ်ခုပဲဖြစ်တယ်ရှင်ဒီအိမ်မက်ဆိုကြီးရဲ့နောက်ွယ်မှာရှိတဲ့တရခန်ကဒုံဖန်ဆန်ဆိုတဲ့လူပါပဲရှင်အဲ့ဒီလူကလန်ဆုံမြို့မှာဈေးတာဝန်ရှိသူဟောင်းတစ်ယောက်ပါရှင်အခုတော့သူ့ကိုလူသားစားတဲ့ကောင်လို့လူသိများနေပြီသူ့ကိုဖမ်းထားတာကရက်ပိုင်းပဲရှိသေးတယ်စစ်စေးမင်းများတဲ့အခါမှာသူကလူမှုကိုဝန်ခံလိုက်တယ်ရှင်သူတဲ့လူကအင်တာနက်မှာနာမည်ကြီးနေတဲ့စာမျက်နှာ88မျက်နှာမှာပါတဲ့ final ကမျက်နှာနဲ့တစ်ထပ်တည်းဖြစ်နေတယ်ရှင်ဒီအမှုကိုပို့ပြီးထိတ်လန့်စေတာကရာဇဝတ်မှုကျူးလွန်ပြီးတဲ့နောက်မှာသူကအဖျောက်ဖျက်ယုံတင်မကဘူးသူကအောင်းကိုပါချက်ပြုတ်စားတောက်လိုက်တယ်ပေါ့နော်ဒါတွေအလုံးကိုပြင်ဆင်ပြီးတော့လူတွေကိုလာစားဖို့ဖိတ်ခေါ်ခဲ့တယ်ဒါကကောလာဟာလာမဟုတ်တဲ့တကယ်အဖြစ်အပျက်တွေပါရှင်အခုကိစ္စပိုဆိုးလာတဲ့ရဲတွေကအသေးစိတ်အချက်အလက်တွေကိုအတိအကျမထုတ်ပြန်သေးဘူးရှင်ဒါပေမဲ့လူတော်တော်များများကဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးကြပြီဒါမှမဟုတ်စာမျက်နှာ88မျက်နှာမှာပါတဲ့ဖိုင်ကိုဖတ်ပြီးကြပြီအင်တာနက်ပေါ်မှာဘာတွေဖြစ်နေလဲဆိုတာလူတိုင်းသိရရှင်ကိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမမေးကြနဲ့ပေါ့နော်ကိုကအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်မိသွားတယ်ဆိုလို့ရှိရင်ကိုဆက်ရလုံးဝမရဘူးပေါ့နော်မျိုးခဏရင်ရှိတဲ့အထဲမှာမပါဘူးရှင်တကယ်တော့ပြောမယ်ဆိုလို့ရှိရင်လူအများစုကဒီလိုဗီဒီယိုမျိုးဒီလိုရုပ်သံမျိုးကိုကြည့်ဖို့မသင့်တော်ဘူးပေါ့နော်မကြည့်သင့်ဘူးရှင်သူ့ရဲ့သားကောင်ကစိတ်မတည်ငြိမ်တဲ့လူတစ်ယောက်ပေါ့နော်ဒါကြောင့်မို့အဲ့ဒီတရက်ခံကသူ့ကိုအတုံးချပြီးတော့သူ့ကိုပါပေါ့နော်အခုတော့အဲ့ဒီပျောက်ဆုံးနေတဲ့လူတစ်ယောက်ကလူအများအပြားရဲ့စားသုံးခြင်းကိုခံနေရပြီးလူဘယ်နှယောက်ကစားပြီးပြီလဲဆိုတာကိုမသိနိုင်ဘူးဝန်ခံချက်အရတော့အတီးပြုတ်ပြီးပြီမင်းကအာရှလူမျိုးတယောက်ဆိုရင်ဥပမာမင်္ဂလာပွဲတို့ပါတီပွဲတို့ဒါမှမဟုတ်ပွဲတော်တစ်ခုခုကိုသွားတဲ့အခါမှာဆိုရင်အိမ်ပြန်လက်ဆောင်ထပ်ဖို့တောင်းလေးရှိတာကိုသိမှာပါပြီးတော့အစားအသောက်တွေကလည်းအရင်ကောင်းတာပဲဒီအသုံးအဆောင်ဒီဟာလေးကအရင်ကောင်းတာပဲဆိုပြီးတော့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ကလေးလေးတွေအတွက်ကိုကယူသွားပေးမယ်လို့ပြောကြတာတွေပါရှိလိမ့်မယ်ရှင်ဒါကြောင့်အခုချိန်မှာလူပဲနှစ်ယောက်ကဒီလူအသားကိုစားသုံးနေလဲဆိုတာကိုဘယ်သူမှမသိနိုင်ကြဘူးရှင်ဒီအမှုကတကယ်ကိုကြောက်စရာကောင်းပြီးယွန်းစရာကောင်းတယ်ပေါ့နော်လူသားချင်းဆိုတာကြီးကလည်းဘလို့အခြေအနေမျိုးမှလက်ခံနိုင်ကြအကြောင်းမရှိဘူးရှင်အဲ့ဒီဗီယက်နမ်နိုင်ငံမှာရှိတဲ့ထန်ကိုလန်ဆန်ဆိုတဲ့စုပြုတ်ဆိုင်ကအဲ့မှာတွားရောက်ပြီးတော့စားသုံးကြတဲ့ဖောက်တယ်တွေကပြန်ပြီးတော့ပြောကြတယ်ပေါ့နော်ဒီဆိုင်ကစားလို့အရင်ကောင်းတယ်တခြားဆိုင်နဲ့မတူဘူးအရသာထူးခြားတယ်ဆိုပြီးတော့တဆင့်စကားတဆင့်နားနေကြပြီးတော့အဲ့ဒီ vlog တွေလာရိုက်ကြတယ် reaction တွေဗီဒီယိုတွေလောက်ကြတယ်နောက်တစ်ခုကဆိုင်ကို review တွေလာပေးကြတဲ့သူတွေဆိုလို့ရှိရင်သူတွေရှိတယ်ပေါ့နော်နောက်ပြီးကြတော့အဲ့ဒီလူတွေကဒီသတင်းထွက်ပေါ်လာတာနဲ့ဖောက်တယ်တွေကအဲ့ဒီစားဘူးတဲ့ဖောက်တယ်တွေကအန်နာတို့မူးဝေတာတို့တချို့ဆိုလို့ရှိရင်မိမျောတဲ့အထီတောင်ရောက်တယ်ပေါ့နော်ဒါကြောင့်သူတို့တွေဈေးရုံအမြန်လိုက်ပို့ပေးရတဲ့အဆင့်အထီတောင်တုံလုံးချောက်ချကြတယ်ရှင်ဟုတ်ပြီအခုပြောပြပေးသွားတာကတော့ဗီယက်နမ်မှာတကယ်ဖြစ်ပျက်သွားခဲ့တဲ့အကြောင်းအရာကိုပြန်လည်ပြီးတော့ reaction လုပ်ပေးတာပဲဖြစ်ပါတယ်ရှင်တကယ်ပဲတော့အခုခေတ်ကကျမတို့မမြင်တွေ့ရတာတွေမကြုံဘူးရတာတွေအဲ့ဒါတွေကိုလေကျမတို့မြင်နေရကြုံနေရတဲ့ခေတ်ကြီးမှာတကယ်ကိုကြောက်စရာကောင်းတဲ့ခေတ်ကြီးပါရှင်ဒါကြောင့်မို့ကိုချစ်ကြပါကိုဂရုစိုက်ကြပါပေါ့နော်ကျမရဲ့ reaction လေးကိုကြည့်ရှုပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါဆိုနောက်ထပ် reaction တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye